ပြန်ပြီးတော့စစ်ဆေးမှုဖြစ်ပါတယ်ဒီလိုမျိုးတော့ဖြင့်ဘုန်းကြီးတရားဝါကောင်းတယ်ဒီဘုန်းကြီးတရားဝါမကောင်းအဲဒီလိုသူပါတရားပေါ်ကိုယ်စိတ်နှလုံးထဲမှာမတိမ်ပိုက်လို့ရှိရင်ကိုယ်စိတ်နှလုံးကလက်မခံဘူးဆိုလို့ရှိရင်အဲဒီတရားကအပြီးကြီးမှာပေါ့အဲဒီဘုန်းကြီးတွေဟောတဲ့တရားချက်ဒီကမှာအစပေါင်းများစွာစွာအားရှိတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကျွန်တော်စိတ်နှလုံးထဲမှာရောက်လို့ဆိုရင်တော့ဘုန်းကြီးကျွမ်းပြပြီးတော့ပဲဟောကျိုးပြီးတော့ပဲဟောကျွန်တော်စိတ်နှလုံးထဲရောက်ပါတော့ဘုရားရဲ့နှုတ်ကပတ်တော်ဘယ်လောက်ကြီးစံထွက်လဲဆိုတာဗြဟ္မကျမ်းစာမှာကျွန်တော်တို့ကျမ်းလာခဲ့ရတယ်ဘုရားရဲ့နှုတ်ကပတ်တော်ဒီဘုရားရဲ့စီးနေတယ်ကိုပဲကဘာမျိုးအကျိုးမပြုဘဲနဲ့အပေါ်ကိုပြန်မတက်ဘူးအဲတော့ကျွန်တော်တို့စိတ်နှလုံးထဲမှာဘုရားရဲ့နှုတ်ကပတ်တော်ရောက်တယ်ဆိုလို့ရှိရင်အဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့စိတ်နှလုံးကိုမပြုတ်ပြမပြောင်းလဲပဲနဲ့ပြန်မှာမဟုတ်ဘူးတောက်မှာမဟုတ်ဘူးခန္ဓာကကျွန်တော်တို့စိတ်နှလုံးထဲကိုအဲ့ဒီဘုရားရဲ့နှုတ်ကပတ်စကားမရောက်ဘာကြောင့်မရောက်လဲကြားတယ်နားမလဲမြင်ရတယ်မသိဘူးကျွန်တော်တို့စိတ်နှလုံးနဲ့မျက်လုံးနဲ့အတိတရားနဲ့ကိုယ်ချုပ်တော်ခြင်းခံဘာချုပ်တော်လဲလောကရဲ့ချုပ်တော်ပဲကျွန်တော်လောကရေးရတယ်ကျွန်တော်တို့လောင်ပိတ်ပြီးတော့ဘုံရှိဖတ်ပေါင်းရှိဝန်တော်လည်းရှိဒါကျွန်တော်တို့ဘုရားတက်တာကမြင်လို့နဲ့ဖြစ်နေတယ်အဲ့ဒါအမှန်ဝင်လာတော့ဝင်လာတဲ့လမ်းကြောင်းတွေဘုံပိတ်ထားတယ်အဲ့မှာပြရဲ့တော့တကယ်ကိုအစွမ်းကိုကြီးတဲ့လောက်တော့စကားကိုကျွန်တော်တို့စိတ်နှလုံးထဲရောက်နေစေဘုန်းကြီးဩဝါဒလေးစရာမလိုထပ်ပြီးတော့ရှင်းပြစရာလည်းမလိုဘူးအဲ့ပြရဲ့လောကဘတ်တော်ချက်စွမ်းတဲ့အရာမရှိဘုရား